Winner Crown ပြန်ပြခဲ့ရမယ် Falcon Esport Taste the City with tonight အဲ့လိုမျိုးတောက်ချလိုက် Channel W for you. နေကြတဲ့ခိုင်တဲ့ခုနောက်မှလည်းရင်းရဟီတာပြန်ရောက်နေကြပြီ Crash Dot Drive ကျွန်တော်ပေါ်လေးစားပြီးတော့ခေါ်လာတဲ့ Crash Dot Drive မှာ Dance Question ကိုပြန်ပေးထားခဲ့တဲ့ချိန်မျိုးတွေမှာ Question ကိုခုတော့လေအောင်ပြန်ဆောင်နေတဲ့ Oh Ball Wireless ဒီကမှာတော့ Dance နဲ့ Share ကလေးပြပေးပါ Retreat တက်ရတဲ့ S-Drive တက်ထုံးတဲ့ Charge မှာ 2 man တက်ပြီးတော့ထိနေတဲ့ချစ်ပြန်ကြတဲ့ damage တွေကြားထဲမှာတီးကြပါတက်ပေးရလို့များနေ Auto Range တွေမှာ Double K ပြန်ရထားရတယ်ပဲတော့စပြီးဒီနေရာတော့ဖယ်မယ်ဖယ်ကတော့အတင်းတော့ပို့စီရဗျဒီသချင်းတဲပြီးတော့ကြောက်လာတယ်မှာတရိတ်ချက်တွေပေးမလားဒီခေါင်းမှာလည်းတော့ dash ပဲထက်ရတာလေတော့မချင်နေကြတဲ့ blade ကောင်တွေဝိုင်းပြီးတော့ကျွေးဖို့စဉ်းစားနေဗျရှင်းပါလေ KA တင်ကြခဲ့တဲ့နေရာတစ်ခုမှာ Cherokee 1ရဲ့ crossover တွေကြားထဲမှာ Hiroki လုံးဝတော့ကျွန်တော်1-1ပဲပြန် train နေနေပဲ YG ဘက်က back control ဘိုင်းဆိုင်ရာကိုအများကြီးကျွန်တော်တို့ဆုံးရှုံးနေတယ် stage အများကြီးနော် charge တက်ကိုကျိုးတဲ့ air ကိုတက်တင်လာတယ်မှာ stage ကောင်နဲ့ YG ကိုကျိုးလိုက်တယ်ပြန်ပေးလိုက်ရတယ်ဗျာဘာလဲဆိုတော့မလေးရှိတယ်မလေးခေါ်ပေးလိမ့်မယ်မလေးခေါ်ပေးလိမ့်မယ်ဆိုတဲ့အရာတစ်ခုနဲ့ပဲသူတို့ဒီပြန်ပြီးတော့လုပ်နေကြတာဒီမှာတက်ပထမဆုံးတော့ Hiroki တကောင်တော့ဒီနောက်သုံးသပ်နေမထက်ရတယ်ပေါ်ကွန်တက်ပြပြီးသားတယ်တော့မတက်ပြန်ကြရတယ်ဗျာနောက်မှကျွန်တော်က follow Air Drive ကျွန်တော်တင်ပြန်ပြီးတော့တောင်းသွားနေတယ်ကတိန်ကောနဲ့ follow Air Drive တကယ် live ဖတ်ကြည့်တဲ့ကြားမှာ Sam G ပြန်လာပြီးတော့တင်ဆုံးသွားရင်တော့မှာတော့ 1K ဘိုးလေးနဲ့ပဲ Falcon Esport ထပ် drive လို့ရှိနေခဲ့ပါပြီဟုတ်ပြီမလေးရှိရဆိုပြီးတော့ lawyer ပါသွားပြန်ပြီ Fanny ဒီကောင်းပါလေတောက်လျှောက်ဆိုလိုပဲနော် two man တောက်လျှောက်ကိုပြန်လာယူသွားရင်တော့ Fanny ပြန်တောင်းတယ်မှာအကောင်လုံးလိုက်ပြီးရှင်းဖို့ကြိုးစားနေတဲ့တောင်းမှာတော့ Hiroki ဒီကောင်ထက်ရတယ်ရှင်းပါလေတောက်လျှောက်ဆိုပဲ Nuko ကတိန်ကော Euroblitz ကြားမှာတော့တော့ကိုဖြတ်ပြီးထိန်းထားခဲ့တယ်ဗျာ play ကြားမှာပေါင်တက်နေနေပဲနဲ့မရှိတော့ရတဲ့ခုမှာဒီလောက်တော့ Falcon ဆက်ပြီးတော့ game လို့ရှိလိမ့်မယ် Ground Hurricane ဒီပြောချတာတဲ့ Follow Air Strike ဒီပြောသုံးထားတဲ့မှာဒီလောက်နဲ့ dash ပဲထက်ရတယ်ဗျာကတိန်ကောမှာနှစ်ကောင်သွားပြီးတော့ညှိခဲ့တယ်ဒါတခု protest တွေတော့တင်းသုံးပြီးတော့ကြိုးစားရဗျာ very တောက်လျှောက်ဆိုလိုပဲဟန်သုံးလုံးကိုကြိုးစားရမယ်တော့ one hit နဲ့ပဲတော့ပါတယ် dash ပြန်ပြီးတော့ဝင်သွားရတဲ့ဒါတခုမှာဒါလည်းနှစ်ချိန်ရတယ်လော3ချိန်တောင်ရတာဗျာရတဲ့က back control ဘက်နဲ့ 1G တော်လေးအားကောင်းခဲ့တယ်ဆိုပေမဲ့ dash route ကိုတွန်းနေသွားပြီးတော့မကြော်ဖြတ်နိုင်ဘူး air strike နဲ့ auto range ဘက်ကလည်း blade နဲ့ back line ပေါ်ကနေပြန်သွားပြီးတော့ပြီး land of flare နဲ့စပြီးတော့ try လိုက်ပြီး leader နဲ့ပြန်ပြီးတော့ forward မှာတူနေတယ်ပြန်ပြီးတော့ cycle ချနေတယ်လေဒီစပီးကလည်းကနတူ crush ကိုပေါ်ကနေပိုင်းမှာ cutting call နဲ့ two man shadow k yes ပြန်ပြီးခဲ့ damage အောက်မှာ 1 for 1နဲ့ရှင်ပြန်ချခဲ့တဲ့အခိုက်အတန့်မှာ only mega ပြန်ရဖို့ပဲစီးတော့ဖြောက်လာပြီနော်ကွန်စီးဖြောက်လာပြီလိုက်ကြတယ်ဒီချိန်မှာ dash ကိုတွေ့သွားမလားဆန်းယူတွေ့သွားမလားကွန်စီးတိုင်မီကပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘက်မှာ Falcon အနေနဲ့ဒီချိန်တိုင်မီတစ်ခုကိုပြန်စောင့်အောင်ပါပဲဗျာတော့ဒီလိုကတော့တိုင်းပြီပြီးတော့မယ်ဒီရှင်းလေးလာဖို့လည်းနည်းနည်းလေးခက်တယ်ကွာ dash ပဲထက်ရတယ်ဟေး back line control ဘက်မှာဖက်ကဟီဒါနဲ့ပြန်ချဖို့တော့များသွားပြီဗျာဖက်က stage နဲ့တော့ show ပဲအမို့ dash ပြီးခဲ့တဲ့ခိုက်တဲ့သူက kids ကိုတက်ပြီးတော့သုံးတဲ့ dash နဲ့ shadow game back line မှာ1 for 2ထပ်ပေးလာတဲ့ damage အောက်မှာ Sanji ပြန်ရောက်တော့များနေတဲ့ Sanji crossbow နဲ့ထပ်ပေးခဲ့တဲ့ damage အောက်မှာဆွဲလို့ပတ်ထပ်ခင်းလာတယ် blink ကထက်ကြတယ်ဗျာကျွန်တော်ကလီနော်နူကိုလိုက်ပြီးတော့သုံးတဲ့ killers remain dash နူကိုရတန်းတော့မရတော့ဘူး full man down ချန်ရှိနေကြတဲ့ခိုက်တဲ့မျိုးမှာ 1GB ဟန်ရဲ့ရည်တန်းချင်းဒီကောင်နဲ့ပဲပြန်ပြီးတော့ hold the line and stay alive ဒီကောင်နဲ့ငါတင်ကလို့ defender လို့ကျူးသွားရဲဆိုမယ် S-Right Flick auto range မှာ winner crown ပြန်ပြခဲ့ရမယ် Falcon Esport Taste the City with tonight အဲ့လိုမျိုးတောက်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်နော်ညိုကျော်အနေငယ်လေး live ထိန်းနေရတယ်ဆိုတဲ့ဒီထားမှာတော့အော်ကျွန်တော် permission လူဝင်ကစားမတစ်ယောက်ဖြစ်တဲ့ Sanji နဲ့ Dash တို့ရဲ့ခန်းကန်တာလေးကလည်းတော်တော်လေးတော့ပြင်းပြနေတယ်တိုက်ထိုးရတော့မယ်တိုက်ထိုးရတော့မယ် Channel W for you.